လူကျွားနေငွေစာမဲ့သူတိုင်းသိထားတဲ့နဲ့ Google အစံကောင်ဖွင့်နေကိုကြော်ဒီနေ့မိတ်ဆွေတို့မြှပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ Google အစံကောင်ဖွင့်တာတော့ဘာမှမခဲဘူးပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့သူ့ရဲ့လှုပ်ဆောင်မှု process တွေကိုတော့သိထားဖို့လိုအပ်တယ်ပေါ့နော်ပထမဆုံးတော့မိတ်ဆွေတို့ monetization မဆောက်ခင်မှာ Google အစံကောင်ကိုစောင့်မဲ့ Gmail နဲ့ကြိုးပြီးတော့ဖွင့်ထားသူလည်းရတယ်ပေါ့နော် monetization ရောက်မှာပဲတခါတည်းဖွင့်လို့လည်းရပါတယ်အဲ့တော့ကျွန်တော်ကတော့ monetization မဆောက်သေးပဲနဲ့တည်တဲ့ Google အစံကောင်ကိုဖွင့်ပေးမှာပေါ့နော်ဒီလိုဖွင့်တဲ့အခါမှာဆိုရင်ကျွန်တော်ဘာကြီးထည့်ပေးရလဲဆိုရင်လိပ်စာတွေထည့်ပေးရမယ်။ Okay အဲ့တော့ပထမဆုံးတော့လိပ်စာထည့်ပေးရတယ်။နောက်တစ်ခုအနေနဲ့ကျွန်တော် test ID တွေဖြည့်ပေးရမယ်ပေါ့နော် test file တွေဖြည့်ပေးရမယ်။အဲ့တော့နောက်တစ်ခုမိတ်ဆွေ YouTube channel ထည့်ပြီးတော့ပြီဆိုတော့ ID verify လုပ်ပေးရမယ်။ ID verify လုပ်လို့အောင်သွားပြီဆိုနောက်တစ်ဆင့်အနေနဲ့ကျွန်တော်ပင်စာအိတ်ပေါ့နော်ပင်စာအိတ်ဒါမှမဟုတ်ဆိုရင်ကျွန်တော် face scan တွေပါနေရတာမျိုးလည်းရှိတယ်ပေါ့နော်။အဲ့တော့ face scan နဲ့မိတ်ဆွေလောက်ရစမပြေဘူးဆိုရင်ပင်စာအိတ်ပို့ခန့်ပြီးတော့လည်း verify လုပ်လို့ရပါတယ်။အဲ့တော့မိတ်ဆွေတို့ Google အစံကောက်ဖွင့်နေမတည်သေးဘူးဆိုတော့ဒီ video ကိုစောင့်လိုက်ကြည့်ပေးပါ။ Okay Okay တော့မိတ်ဆွေ Google အစံကောက်ဖွင့်ဖို့ဆိုရင် browser ထဲမှာ Google အစံ sign up ဆိုပြီးတော့တစ်ချက်နှိပ်လိုက်ပါတော့။ဒါကတော့မိတ်ဆွေ monetization မဆောက်ခင်မှာကိုကကြိုးဖွင့်ထားမယ်ဆိုရင်ဒါမျိုးဝင်ရမှာပေါ့နော်။အဲ့တော့မိတ်ဆွေတို့က monetization ဆောက်တဲ့အခါမှာ step 2မှာတန်းပြီးတော့လုပ်မယ်ဆိုရင်တော့ဒီထည့်ဝင်စရာမလိုတော့ auto ရောက်တယ်ပေါ့နော်။ Okay ပြီးသွားပြီဆိုတော့ဒီမှာ sign up for AdSense ဆိုတာတစ်ချက်နှိပ်ပေးလိုက်ပါ။ပြီးသွားပြီဆိုတော့ကိုစောက်မဲ့ Gmail ကိုတစ်ချက်ရွေးပေးလိုက်ပေါ့နော်။ website YouTube နဲ့မချိတ်သေးရဖြစ်တော့ဒီမှာ I don't have web site yet ဆိုတာနှိပ်မယ်ပြီးတော့ no ဆိုတာနှိပ်မယ်ပြီးတော့ပြီဆိုတော့မိတ်ဆွေအစံကောင်ဆောက်မဲ့ country ကိုရွေးမယ်ပေါ့နော်ကျွန်တော်ကတော့မလေးရှားပဲရွေးထားဖြစ်ပါတယ်ပြီးတော့ပြီဆိုအောက်က magic link နှိပ်ပြီးတော့ start using AdSense ဆိုတာတစ်ချက်နှိပ်မယ်ပေါ့နော်ဒီမှာဆိုတော့မိတ်ဆွေတို့ Google account ကို verify လုပ်ခိုင်းသေးရပေါ့နော် Okay အဲ့တော့တစ်ချက် verify လုပ်ပေးလိုက်ပါဒါဆိုရင်တော့တန်းပြီးတော့ကျွန်တော်တို့ Google account ကတန်းပြီးတော့ပွင့်သွားတာပေါ့နော်ဘာမှမခက်ပါဘူး account ဖွင့်တာဘာမှမခက်ပါဘူးဒါပေမဲ့ကျွန်တော်အချက်လက်တွေရောဖြည့်ပေးရမယ်ပေါ့နော် Okay အဲ့တော့အချက်လက်တွေဖြည့်ဖို့ရဒီမှာ payment နေရာမှာ enter information ဆိုတာလေးရှိပါတယ်အဲ့မှာတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်ဒီမှာဆိုရင် customer information ကိုသူကထည့်ခိုင်းတာပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော် account type ကို မိတ်ဆွေတို့ individual ပဲရွေးရမယ်အဲ့တော့ဒီမှာကျွန်တော်နာမည်တွေလိပ်စာတွေပေါ့နော်နာမည်တွေလိပ်စာတွေထည့်ပေးရမယ်နာမည်တွေကကျွန်တော် ID verify လုပ်မယ် ID မှာပါတဲ့နာမည်နဲ့လုံးဝတူရမယ်ပေါ့နော်ဒီမှာလိပ်စာတွေထည့်ပေးရပါမယ် Okay အဲ့တော့မိတ်ဆွေတို့ဒီမှာလိပ်စာတွေဖုန်းနံပါတ်တွေနာမည်တွေထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော် submit ကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်ဒီ message ထည့်လိုက်တဲ့ဖုန်းနံပါတ်ကိုတစ်ချက် verify လုပ်ပေးရမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော် message နဲ့တစ်ချက် verify လုပ်ပေးလိုက်ပါမယ် Okay အဲ့တော့ဒီမှာ code verify လုပ်ပြီးသွားပြီဆိုတော့ submit ကိုနှိပ်ပေးလိုက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်အချက်လက်တွေဖြည့်ပြီးသွားပြီပေါ့နော်ဒါကတော့ Google အစံကောင်ဖွင့်ပြီးဖြစ်တယ်ပေါ့နော်ဘာမှမခက်ပါဘူးအဲ့ဒီမှာဆိုအစံအကောင်မလေးရှားဆိုပြီးတော့ဒီမှာအစံအကောင်တစ်ခုရသွားပါပြီအဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်ဘာမှလုပ်ထပ်လုပ်လို့မရသေးဘူးပေါ့နော်အဲ့တော့ make sure တော့ YouTube channel နဲ့ချိန်ပြီးကမှာပဲကျွန်တော်ဒီမှာ test file တွေဖြည့်တာတို့ verify တွေလုပ်ခိုင်းတာတို့ဒါတွေစပြီးတော့ပေါ်လာမှာပေါ့နော်ဒီမှာဆို verify your identity ဆိုပြီးတော့ဒီမှာလာပြပေးတယ်ပေါ့နော်ဒီ verification check နေရာမှာ full verify ဖြစ်တော့ကမှကျွန်တော်ပစ္စည်းတွေပါထုတ်လို့ရမှာပေါ့နော်အဲ့တော့မိတ်ဆွေဒီအစံအကောင်ဖွင့်ပြီးတော့ပြီဆိုတော့ ID တင်နည်းတွေပေါ့နော်ဘဏ်အကောင့်ချိန်တွေကိုကျွန်တော် YouTube channel မှာတင်ပေးထားတယ်အဲ့ဗီဒီယိုလည်းကျွန်တော် description မှာ link ချပေးထားမယ်ပေါ့နော် Okay ဒီလောက်ဆိုရင်တော့မိတ်ဆွေ Google အစံအကောင်ဖွင့်နည်းအချက်လက်တွေထဲနည်းကိုသိသွားလို့ပြီလို့ထင်ပါတယ် Okay အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ